စတူဒီယိုမှာရောက်နေပါတယ်တချင်းတိုက်နေပါတယ် အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့မတ်တာ24ရက်နေ့မှာဒီဝင်း rooftop ပေါ့ကျွန်တော်တို့အချင်းဆူဖို့အတွက်ဒီကျွန်တော်တို့အချင်းတိုက်တာပြောကြစကားတွေနာမဆောက်မှာဝိညာဉ်ချမ်းမြေဒီခုပဲ ချစ်ငယ်နဲ့အတူအနုပညာရှင်ကြီးနှစ်ယောက်ဖြစ်တဲ့ကိုချင်းညီညီမဆွေချစ်ငယ်3ယောက်နဲ့ချစ်ငယ်ရဲ့တငယ်ချင်းများနဲ့အတူဆိုပါဖြစ်ပါတယ်အဲ့ဒီ Winston Hotel ကတကယ်ကိုအစားတောက်လည်းကောင်းတယ်လို့ဝန်ဆောင်မှုလည်းကောင်းတယ်လို့အစားတောက်လည်းဈေးမကြီးတဲ့အတွက်ကြောင့်ချစ်ငယ်တို့နဲ့လာပြီးတော့ enjoy လုပ်ပါလို့ပြောချင်ပါတယ်အဲ့တော့ see you on 28 March